တော့ဒီနေ့က Java ဟာရှိမှအရင်သုံးနေတဲ့ iOS ဖန်ကိုဒီဆောက်တော့မှာဆိုတော့ iOS ဖန်အရင်လည်းပဲကိုအရင်လည်းရန်စမ်းမှာဒါတော့ Spider သမားတွေအတွက်လုံးဝမိုက်စားအောင်ပေါ့နော်ကျွန်တော်အနေနဲ့ video လေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ခဲ့ပြီးတော့ like share လေးလုပ်သွားပေးကြပါဦးကျွန်တော် video ကမှစတင်တာမို့လို့ကျွန်တော်အားလုံးလည်းအားပေးကြပါဦးကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ် video ထပ်တင်မှာမို့ကျွန်တော်ရဲ့ channel လေး notification လေးတင်ပေးကြပါဦးအဲ့ဆိုရင်ကျွန်တော် video ကိုစီးတဲ့ ad လေးကဒါပေါ့နော်ဒါဒီ item လေးကျွန်တော်လိုအပ်မယ်ဒီနောက်တော့နေရာကြီးပဲပေါ့နော်3 plus ဆို2ရမယ်တော့လေကျွန်တော်ခံရပါမယ်ဒီမှာကျွန်တော်နေနဲ့စမီတောင်ထားဖို့ပြန်နေရာချပြီးရတယ်ဆိုမီဒီကဒီမလောင်ကိုထားဖို့ပြီးတယ်လို့ပါဆိုတော့ကျွန်တော်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးနေရပြီဆိုတော့ချပြရဘာလို့လဲနော်အဲ့ဒါကြီးဒီကမှစတော့ကျွန်တော်ထားရတယ်ဒါက chest ကိုကျွန်တော်တော် chest ကိုတော့ထားတယ်โอเคကျွန်တော်ဒီဟောပေါင်းသုံးပါတယ်ဟောပေါင်းလို့ဒီအဆုံးပါနော်ဆိုကြတယ်对今年那个怎么什么我的 stress 就一个地方，这个地方什么样的都是，这个地方我是说，
6တက်ဆိုတော့ကောင်းပါ့ဒီကောင်လေးကိုကျွန်တော်ဆိုတော့ကျွန်တော်ပြီးပြီနော်ငါကဆိုတော့ဘယ်ခေတ်ဘယ်ချိန်ကျွန်တော်ဆိုတော့ဆိုတော့ Iron Fan အလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘာသာဝင်အနေနဲ့ Iron Fan လေးကို Spider Sea မှာလိုက်အသုံးပြုလို့မျှော်လင့်ပါတယ်ဒါဆိုရင်ဒီ Iron Fan ကိုကျွန်တော်စောက်ထားတာ10နိုင်ကျော်ရှိပါတယ်တော်တော်သုံးရပါတယ်Iron Fan လေးလိုက်ညာပြရှိပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီထက်ဗီဒီယိုထပ်မှာဆိုတော့ကျွန်တော် channel လေးကို like and subscribe ဒါကြပါအားလုံး see you guys